အာဖဂန်နစ္စတန်ကအရက်သားတည်ဆုံမှုနှုန်းဟာ2016ပထမနှစ်ဝက်မှာစံချိန်တင်မြင့်တက်လာတယ်လို့ကုလသမဂ္ဂကဇွန်လ25ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ဇန်နဝါရီလနဲ့ဇွန်လကြားအရက်သား1600ဦးတည်ဆုံခဲ့ပြီး3565ဦးထဏ်ရာရှိခဲ့ပါတယ်။ဒီရေတွက်ဟာ2015ပထမနှစ်ဝက်အတွင်းအရက်သားတည်ဆုံသူပမာဏထက်400%ပိုများတယ်လို့ကုလသမဂ္ဂအာဖဂန်နစ္စတန်ထောက်ပံ့ကူညီရေးအဖွဲ့ UNAMA ကထုတ်ပြန်လိုက်ပါတယ်။ကုလသမဂ္ဂရဲ့ခိုင်လုံတဲ့အစီရင်ခံစာစတင်ထုတ်ပြန်ခဲ့တဲ့2009ခုနှစ်ကတည်းကအရက်သားတည်ဆုံမှုအမြင့်ဆုံးဆင့်ကိုရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။အဲဒီထဲမှာကလေးငယ်1509ဦးပါရှိပြီးဒီရေတွက်ဟာစိုးရိမ်ဖွယ်နဲ့ရှေ့ရပွဲအခြေအနေတစ်ခုအဖြစ်ကုလသမဂ္ဂကဖော်ပြခဲ့ပါတယ်။တာလီဘန်အဖွဲ့ကတနိုင်ငံလုံးအတိုင်းအတာနဲ့တောင်းကျမှုတွေလှုပ်ဆောင်နေသလို IS အဖွဲ့ကလည်းနိုင်ငံရဲ့ရှေ့ပိုင်းကသူတို့ရဲ့နယ်မြေကိုချက်ထွင်မှုဆောင်ရွက်နေတာကြောင့်အာဖဂန်နစ္စတန်မှာလုံခြုံမှုမရှိရတဲ့အခြေအနေပုံမကြီးထွားလာနေတယ်ဆိုတာကိုဒီစီးရင်စရာတွေကစိတ်မကောင်းဖွယ်ဖော်ပြနေတယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ကျွန်မဖြူဖြူဆွေပါ။